လည်းပြောရမယ်နောက်တစ်ခုဘာထပ်မှကောင်းလို့မသိဘူးလေရန်ကိုတိုက်ရင်အရင်တိုင်လေရန်တိုက်ရင်တော့လေနည်းနည်းလေးတိုင်းနည်းနည်းလေးမတိုက်စလို့အပြောင်းထုတ်လို့ရတယ်ဒီရန်တိုက်နေတော့အထဲကိုပြေးဝင်တယ်မိုးချိန်လို့ရဟုတ်လား ဒါပေမဲ့ဖူးတို့အိမ်ကမခံဘူးကွာမခံဆိုတော့အိမ်ကြီးကလေတိုင်နဲ့လွင့်သွားတယ်သူတို့ပါဝိုင်းမှာလို့သူတို့ကမှတွန်းနေပါလုံးကြီးရဲ့တို့ရအိမ်လက်ထပ်ဆောက်ထားမှာအိမ်လက်ထပ်ကင်ပြီးဆောက်ထားမှာတခွားကြောင်စပါတခွားကြောင်တက်တာနဲ့အဲ့လိုဆောက်ပါမှာအဲ့ဒါအိမ်ကောင်းကောင်းဆောက်ရမယ်လို့ပြောရမှာဟုတ်တယ်โอเคသုံးခုရှိရှင်တို့အိမ်ဆိုရင်ကောင်းကောင်းဆောက်ထားလို့မြင်လို့လည်းဘာမှမဖြစ်တော့ဘူးဟုတ်တယ်နော်အိမ်ကောင်းကောင်းဆောက်ဖို့ပြောရမယ်ဟုတ်တယ်ဟိုလေးမိုးချင်းလေးရန်တိုက်ဆိုရင်အိမ်ထဲမှာ